မင်္ဂလာရှိသောညချမ်းလေးပါဗျာဒီနေ့တော့နေကုန်း6ပရိတ်လွဲသွားတဲ့အတွက်ပထမဆုံးတောင်းပန်ပါတယ်ဗျာမူတွေကတော့ဒီလိုပဲပေးတဲ့မူတွေရှိတယ်လို့ပြတ်တဲ့ဟာတွေရှိတာပေါ့ဒါပေမဲ့ဒီ6ပရိတ်ကအပေါ်က9-3 ညပရိတ်မှန်သွားတော့ကျွန်တော်လည်း6ပရိတ်ကိုစပ်ပေးမယ်ထင်ပြီးတော့ဒီမူသုံးလိုက်တာပေါ့အဲ့ဒါလွဲချော်သွားတဲ့တောင်းပန်ပါတယ်ဗျာအခုလာမယ်ဟူသေးပေါ့ဥသေးနှစ်ရက်မှာထိုးရမယ့်ပတ်တီးတစ်လုံးလေးဟိုပြောပြခြင်းပါတယ်ကဲဒီမှာဒါကတော့ဒီမူကတော့ဒါဟွာပေါ့နော်ကျွန်တော်1 2 3 4တောင်းမှန်ပေါ့စီနီယာတောင်းမှန်ဘလို့ကြကြပေါ့1 2 3 4ပဲနော်စီနီယာတောင်းမှန်မှာ1 2 3 4စီနီယာပေါ့အဲတောင်းမှန်ဘလို့ကြကြမူပေါ့အဲဒီမူမှာဆိုလို့ရှိရင်ကျွန်တော်ဒီ1 2 3 4စီနီယာဖြစ်ပြီးသွားလို့ရှိရင်2ရက်အတွင်းပေါ့2ရက်အတွင်းကိုဒီဖြစ်စဉ်ရဲ့အပေါ်အလဲပေါင်းခြင်းပေါ့ဒီမှာအခုပထမပင်မှာဆိုရင်ဒီမှာ2 9ပေါင်း1ပိုင်ပင်6 4 3ညပိုင်ဒီမှာ6 6 2ပိုင်ဒီမှာ6 8 4ပိုင်အခုပင်မှာဆိုလို့ရှိရင်4 6 3ညပိုင်ဒါ2ရက်အတွင်းပေါ့2ရက်အတွင်းဖြစ်တဲ့အတွက်ဒါမနက်ဖြန်အပင်ကုန်ဖြစ်သွားပြီဒီမူမှာဒီမူမှာအပင်ကုန်ဖြစ်သွားပြီဟုတ်ပြီအဲဆိုရင်နောက်တမူကတော့ဒီနေ့ဖြစ်စဉ်ပေါ့ဒီနေ့ဖြစ်စဉ်မှာဒါနေကုန်း1928ပေါ့1928ဘလို့ကြကြပေါ့မနက်ညဘလို့ကြကြမှာစုပေါင်းဒီမှာပေါ့10ပင်ပေါ့အခုပင်နဲ့ဆို9ပင်အမှဆိုလဲပထမပင်မှာ3ည2ရက်တွင်းလိုက်တယ်ဒါ2013မှာဆိုလဲ3ညဆင်းတယ်ဒီမှာလဲ2ရက်တွင်းဆင်းတယ်ဒီမှာချက်ချင်းဆင်းတယ်ဒီမှာ2ရက်တွင်းနောက်ဒီ2020မှာလဲ2ရက်တွင်း22 2ရက်တွင်းဒီမှာ23ပေါ့နော်ဒီမှာလဲ3ညဆင်းတယ်ဟုတ်ပြီအဲဆိုရင်ဒီမှာတမူဒီဟူသေးမှာပေါ့နော်ဟူသေးမှာထိုးရမှာ3ညပိုင်ပြီးသွားလို့ရှိရင်နောက်တမူကတော့နည်းနည်းကျွန်တော်စာမစီလိုက်ဘူးစာမစီဘဲနဲ့ဒီတိုင်းပဲပြလိုက်မယ်ဒါကျွန်တော်ဆွဲထုတ်ထားတဲ့ဟာတွေပေါ့တနင်္လာနေ့မှာပေါ့အလဲ3 4ဒဲထွက်စင်ဒီပင်မဟုတ်သေးဘူးဒါလည်းမဟုတ်သေးဘူး2012ခဏအနေအဲ့ဆိုရင်ကြာသွားမယ်ဒါ2013ကစမယ်ဒီမှာသူကအလဲ3 4တနင်္လာနေ့မှာပေါ့နော်အလဲ3 4ပဲနော်4 3မဟုတ်အလဲ3 4ဒဲထွက်လို့ရှိရင်သူကအောက်မှာ3ညမပြောက်ပေါ့ဒီမှာကျတော့သူကဒီဖြစ်စဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုနောက်ပင်နေမှာဆိုလို့ရှိရင်သူက4ရက်ယူရတာပေါ့ဒါပေမဲ့ဒါဟိုဒီမူကိုကျွန်တော်အထောက်အနေနဲ့ပဲယူတာနောက်ဟိုဘက်မူနှစ်ခုမှာရက်ချင်းပါတယ်ဒီမူမှာကျတော့ကျွန်တော်က3ညမပြောက်ဆိုတဲ့ဒီဖြစ်စဉ်ဖြစ်သွားရင်အောက်မှာ3ညမပြောက်ဆိုတဲ့အထောက်ကိုယူလိုက်တာเนาะဒီမှာတပင်နည်းနည်းလေးတော့စိတ်ရှိတိခံသွားနဲ့ကြည့်ပြီးပေါ့เนาะပြီးသွားလို့ရှိရင်ပြင်ဖြတ်ထားမှာကလင်နာမှာဖြတ်ချထားတာတွေကများနေတော့ပြန်လိုက်ရှာနေရဒါအထောက်အနေနဲ့ပဲပြပေးရเนาะ3ညပတ်တီကိုကစားရှိအောင်လို့အထောက်အနေနဲ့ပြပေးတာအဲကြောင့်မို့ဒီမှာ2019မှာနောက်ရက်3ညလိုက်တယ်2020မှာဟိုမရှိဘူး2022မှာမရှိဘူး2022နောက်တပင်အနေနဲ့2015အဲ့ဒါ2015မှာဆိုရင်2ရက်အတွင်းစုပေါင်းဟွာရှိတယ်ဒါကြီးလိုက်ပြနေလို့ရှိရင်ဟွာဖြစ်မှာကြောက်လို့ဗျာဟောမျက်စိရှုပ်ကုန်မှာဆိုလို့ကျွန်တော်မပြတော့ဘူးเนาะအဲ့မှာဒီတနင်္လာနေ့အလဲ3 4ဒဲထွက်လို့ရှိရင်သူ့အောက်မှာ
4 ရက်အတွင်းမှာတုံညမပြောက်ပတ်တီးအနေနဲ့ပြန်ဆင်းတယ်နော်အဲ့ဒါဆိုရင်ဒါအထောက်မူအနေနဲ့ကြတော့3မှုရှိသွားပြီပေါ့ပြီးရင်ကျွန်တော်ရဲ့ဒီနေကုံ break ညီကိုပေါ့တနင်္လာနေ့က9-4မနက်ပိုင်း9 break ညနေပိုင်း4 break ဆင်းလာတဲ့အတွက်ဒါ break ညီကိုကျွန်တော်မူအဟောင်းရှိတယ်နေကုံ break ညီကိုကြားလို့ရှိရင်3 ရက်အတွင်းတုံညပတ်တီးနော်တုံညပတ်တီး main ဒီ3ည3 3ည4ဒါမဲ့ဒီတနင်္လာနေ့ညနေမှာ40ဆင်းသွားတာကဒီဟိုရှေ့ဘက်မှာကျတော့ break ညီကိုကြားခဲ့တယ် break ညီကိုကြားခဲ့တော့သူ40ဆင်းလာတယ်အခုတခါထပ်ဖြစ်တယ်ထပ်ဖြစ်တော့ဒီနေ့ဟိုပြသွားလို့ရှိရင်အင်္ဂါဟိုပါပေါ့ဗုဒ္ဓဟူးကြာတာပရိမှာကျန်တဲ့ဟိုက2ရက်မှာကျွန်တော်ရက်ပြည့်ပေါ့ရက်ပြည့်ဆိုတော့ဒါနဲ့ဆို4မှုဖြစ်တဲ့အတွက်3ညပတ်တီးကစားလို့ရတယ်ပေါ့ပြီးသွားရင်မနက်ဖြန်ကကြားလို့ရှိရင်ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းပဲ3850ခွေပူး3850ခွေပူးဒီရက်ပြည့်ရပြီးသွားလို့ရှိရင်နေတိုင်းအထီကီး2မျိုးရှိတာပေါ့ဗျာ2ခုရှိတယ်တစ်ခုက385ကီးနောက်တစ်ခုက138အထီကီးအဲ့အတွက် main ကို3ညနဲ့ပတ်သက်ပြီးတော့ main ကိုကျွန်တော်3ည3 3ည8 main ဒါ2ရက်ကစားမှာပေါ့ဗျာ3ည3 3ည8 main နဲ့နော်ကစားကြမယ်နော်ဒီနေ့6 break ရှုံးကျွေးလေးပေါ့3ညနဲ့ပြန်ယူကြမယ်ပေါ့ဗျာနော်အဲ့ဆိုရင်တော့ဒီမူ4ခုနဲ့ပေါ့မူ4ခုအထောက်နဲ့ကစားရှိမယ်လို့တော့ထင်ပါတယ်နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပြောတဲ့ကျွန်တော်ရွေးပေးခဲ့တဲ့ဒီ main ကွက်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ကိုကြိုက်နေတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင် break ဒီနဲ့ကတ်ပြီးတော့ကစားကြပါတော့အားလုံးပဲကံကောင်းကြပါစေဗျာနော်ဒီအခုပြပေးတဲ့မူလေးကိုကြိုက်နေတတ်လို့ရှိရင် like and subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့နော်အားလုံးပဲ good luck ပါ